ကလောအောင်မန်းနေရာတော်တော်များများကိုသူတို့တွေသွားခဲ့ကြတယ်ဓာတ်ပုံဆရာကတော့တော်တော်ကြီးကိုနာမည်ကြီးခဲ့ရလို့သိရတယ်အဲ့ဓာတ်ပုံဆရာနဲ့ဝတီနဲ့အခြေအနေရောတမန်အနေထားပဲလို့ပြောလို့ရပါတယ်မသူသွားတဲ့နေရာတိုင်းမှာသူ့တငယ်ချင်းတွေပါတယ်ဟုတ်လားဟုတ်ကဲ့ပါပါတယ်ကျွန်တော်လူတွေစောင့်ကြည့်ခိုင်းတာပါတယ်ဓာတ်ပုံဆရာကတော့ဝတီကိုဓာတ်ပုံရိုက်တာလို့ဘာလို့တော့ရှိပါတယ်မဝတီရွယ်ရလောက်ကြီးဆိုတာကိုကျမတို့မေ့ထားလို့မရအောင်သူ့ရွယ်နဲ့သူခန်းစားချက်ဆိုတာရှိလာလိမ့်မယ်ဒီရွယ်မှာဖြစ်ပေါ်လာတဲ့ခန်းစားချက်ကိုကျမတို့ကအရင်တက်ကြလို့မရအောင်လေဟုတ်ပါတယ်မဒါကြောင့်မို့လဲအမမှားထားတဲ့အတိုင်းပဲကျွန်တော်စောင့်ကြည့်ခဲ့ပါတယ်သူတို့ကိုတတိပေးတာမျိုးတို့ဝင်ထားတာမျိုးတို့အဲ့ဒါမျိုးတွေကျွန်တော်မလုပ်ခဲ့ပါဘူးဦးကျော်လောက်တာမှန်ပါတယ်သူတို့ကတမန်အနေထားပဲဆိုရင်တော့အတိမတာလွတ်ထားပြလိုက်ပါကိုယ့်ဘက်ကအရင်တင်းကျပ်လိုက်တော့မှဘလို့လားအပ်တဲ့အနေထားမျိုးရောက်သွားတတ်တယ်ဟုတ်ကဲ့အခုလဲသူတို့တွေဓာတ်ပုံရိုက်တဲ့ခီးစဉ်တွေပြီးသွားကြပြီဆိုတော့သူတို့နှစ်ယောက်နောက်ထပ်တွေ့ဖို့အကြောင်းမရှိတော့ပါဘူးကောင်းပါတယ်ဒါမှမျက်ချင်ပြပြတော့စောင့်ကြည့်တာနော်ဟုတ်ကဲ့ခင်ဗျာဟယ်လိုဝတီလားကျွန်တော်ပါသူတို့အော်ကိုသူတို့ပြောပါဝတီဘာလုပ်နေလဲဖုန်းပြောလို့ရလားရပါတယ်ရပါတယ်ဆိုတော့သိတော့မရဘူးဆိုတဲ့သဘောလားအမှန်တိုင်းပြောရင်တော့မရဘူးမပြေရောက်နေပြီလေအဲ့ဒါကြောင့်မကိုသူတို့ဟောဝတီကျွန်တော်ကြောင့်နောက်ချက်ဖြစ်သွားရင်လည်းတူပဲအနောက်ရှက်လို့လည်းမဟုတ်ပါဘူးကိုသူတို့ပြောစရာရှိရပြောပါဟိုနေ့ကလောကပြန်တော့လေဝတီကိုကောင်းမနှုတ်ဆက်လိုက်ရလို့လူတွေကလည်းများနေတော့ဝတီကိုကောင်းတီချာလေးမနှုတ်ဆက်လိုက်ရလို့ကျွန်တော်လမ်းပြောတာရပါတယ်ကိုသူတို့ကျွန်တော်ခီးစင်တစ်ချောင်းမှာကူညီပြီးခဲ့တာကျေးဇူးတော်ဝတီမလို့ပါဘူးဝတီကိုသဘောနဲ့ကိုလိုက်ခဲ့တယ်လို့ပြောလို့ရပါတယ်ဘလို့ကြောင့်မလိုက်ပါဝတီရဲ့ကျွန်တော်ကတော့ဝတီနဲ့ခင်မင်ခွင့်အရန်ပြောတယ်ဝတီလည်းအဲ့လိုပါပဲနောက်ကောကျွန်တော်တို့တွေ့လို့ရမလားနောက်ထပ်တွေ့ကြဘာအကြောင်းမှမရှိတော့တာနောက်တွေ့ကြအကြောင်းရှိမရှိဝတီရောက်လို့တည်တယ်ပါလေဝတီကနင်းပွင့်လို့ terror cat တွေနဲ့ရှေ့ဖြစ်ဟောနိုင်လို့လားဟုတ်ပါတယ်ဝတီကနင်းပွင့်လို့တော့ကံကြမ္မာကိုရှေ့ဖြစ်မဟောတတ်ပါဘူးအဲ့အကြောင်းပြောတာပေါ့ဝတီရဲ့ကျွန်တော်ရဲ့နောက်ပိုင်းထပ်တွေ့ရင်တွေ့ရမှာပါလို့အေးလေရှင့်လည်းရှိမှာပေါ့ကိုမမသိနိုင်တာကိုသူတို့နဲ့ဝတီနဲ့လည်းနောက်ထပ်တွေ့ရင်လည်းတွေ့ဖြစ်မှာပေါ့လေဒါမဲ့အကျိုးတော့ရှိမှာမဟုတ်ဘူးအဲ့ဒါတော့ကျမသိတယ်ဘာဖြစ်လို့လဲဝတီရဲ့ကျမဘွားကတာမှန်မဟုတ်ဘူးလေစီးရွေပေါင်းနေတောင်းဆိုမှုတွေများတယ်ကြိုးစားရည်လည်းများတယ်ကျမဇာတာမှာတခြားသူတယောက်ကိုအချိန်ပေးဖို့အတွက်ကံပါလာဖို့မပေါ်ပါဘူးကျမကစိတ်ကူးရင်စရာမကောင်းတဲ့မိန်းမဆိုတာကျမကိုကျမသိတယ်ကျွန်တော်ထင်တာကတော့ဝတီကကိုယ့်ကိုယ်အရင်ဆိုးမြင်နေလို့ပဲလူတိုင်းမှာဘလို့ချီနီမျိုးမှာဆိုစိတ်ကူးရင်ခွင့်တော့ရှိပါတယ်ကျွန်တော်ကတော့စိတ်ကူးလေးရင်တတ်တယ်အေးစိတ်ကူးလည်းအကောင့်ထဲပေါ်တတ်တယ်ကျွန်တော်ကဝတီနဲ့ပတ်သက်ပြီးဘာတွေစိတ်ကူးရင်လဲသိလားဝတီကဘယ်လိုသိမှာမသိဘူးဆိုရင်ကျွန်တော်ပြောပြမယ်အော်ဘာဖြစ်လို့လဲဝတီရဲ့ဟိုမေလာနေလို့လေဒါပဲနော်ဟယ်လိုဟာရလိုက်တာကွာနှင်းပွင့်လေးနဲ့တွေ့ကျင်တယ်တားတော်မလေးနဲ့တွေ့ကျင်တယ်ဂျိုးစိုးမလေးနဲ့တွေ့ကျင်တယ်
နှင်းပွင့်လေးနဲ့တွေ့ကျင်တယ်တားတော့မှလေးနဲ့တွေ့ကျင်တယ်ဂျိုးစိုးမလေးနဲ့တွေ့ကျင်တယ် ဟဲ့နှစ်စောကြီးကြက်တယ်မရှိကွာဘာရှောက်အောင်လဲ ငါ့မနဲ့ခင်းနေရစက်တည်မရှိတာကြာပြီကွာငါနားမှာနှင်းပွင့်လေးမရှိရဆိုပါတော့ကွာငါ့ရဲ့ဘဝကြီးကလေနှင်းမရှိတဲ့စောင်းလို့6တရားနေတာမျိုးပေါ့ကွာ ဒုက္ခပဲကွာဘာရှောက်ရွတ်နေတာလဲဟဲ့မင်းခုနေ့ကလည်းဖျားစားတွေရွတ်တယ်အခုလည်းမင်းကြပြားလိုစားလိုရှောက်ရွတ်တယ်ဟဲ့ဒီစင်းကလေးမှပြကြည့်ပါဟမ် ငါ့ကိုကူးဖို့ဆိုတာလေဘယ်စေးကမ်းမှာဆေးရှိမှာမဟုတ်ဘူးကွာနှင်းပွင့်လေးစီမှာပဲရှိမှာ ဟဲ့အဲ့လောက်ဖြစ်သေးမနေနဲ့ကွာနှင်းမွေးကမင်းမျက်နှာမြင်တာနဲ့မျက်နှာရှုံသွားတာနော်တိတ်ဖြစ်သေးမနေနဲ့ တိပါတယ်ကွာငါလည်းသူ့မုန်းတာလေးကိုပဲချစ်တာကွာ ဘလို့ရသူမုန်းတာလေးကိုပဲချစ်တယ်မင်းကလည်းကွာရွှေရှင်ကနာမည်ကြာတာပဲဟိုမင်းနှင်းပွင့်ကိုလွမ်းနေတဲ့ပုံစံလေးတိတ်ပြီးကြည့်လို့မကောင်းဘူးပါဟိုမင်းဘာနဲ့လားသနာတူနေလဲဆိုတော့ဟိုငါတို့10ရန်တော့ကလေကျောင်းရှိမှာထိုင်နေတဲ့အယူဝေးသေးရမှာဟိုပါစတဲ့မှာရှိသမျှပေါပန်လေးတွေရှောက်អော်ပြီးပြောနေတယ်လို့ပဲသိတယ်မရှိဘူး စောက်တီယာများဖြစ်နေတယ်လို့ပြောစမ်းပါကွာဒီမှာရောက်နေငါဒီပြောမယ်ကွာငါတို့ဓာတ်ပုံတွေရိုက်ကြတယ်အတူတူသွားကြတယ်စားကြတယ်ပြီးတော့ဘာမှလည်းဆက်ဖြစ်မလာဘူးတခုခုကြံအောင်လို့ ဘာကြမ်းမှာလဲကွာကိုကနဲ့ကိုတော့ဝဒီနဲ့ဖုန်းပြောတာအဆင်ပြေလို့စိတ်ညစ်နေရကြတယ် ဟဲ့မင်းရောဘာအဆင်ပြေပြန်လား သူ့မိရှိလို့တယ်ကွာ ဩမင်းရလဲကွာသူ့မေအမြဲတမ်းမရှိပါဘူးကွာမင်းကလည်းတစ်ခါအဆင်ပြေနောက်ကအဆင်ပြေပါဗော ဟဲ့အောင်ဟိုငါ့ကိုလည်းအဆင်ပြေအောင်ကြံပေးကြအောင်လို့ ဒီကောင်ရတယ်မျိုးမင်းတော်တော်ကြည်ကြတဲ့ကောင်ပဲမိုးထွန်းဟာငါပြောပြမယ်မင်းနှင်းဖို့တွေ့ချင်းလွယ်ပါတယ်ကွာနှင်းဖို့ကတက်တော့ဟောတာပဲဥစားမင်းတက်တော့သွားမိလိုက်ပေါ့ ငါဆိုဟောပေးပါမလားကွာနှင်းမွေးကငါ့ကိုဂျိုးစိုးလို့မြင်နေရလေ ဩမိုးထွန်းရဲ့မင်းကလေဒီခါလေးကြောက်တော်တော်ဒူတာပဲငါကြံနေနေပါတော့ကိုအောင်မှာပေါ့မင်းကမဟောပေးကြအောင်ဆိုရင်ချမ်းမှာအလုံးသမားအများကြီးပဲဥစားတယောက်ကိုခေါ်သွားလိုက်ပေါ့တော်တော်ထူတဲ့ကောင်ကွာ ဟုတ်သားပဲအဲ့ကြံမစိုးကြည်စံရိုးရိုးလေးကိုငါမတွေးမိလိုက်ဘူး ဟဲ့ ချစ်ရပြီ ခြံထဲကလုံသမားတွေကိုမင်းခေါ်သွားလို့ရှိရင်ငါအလုပ်ချင်တဲ့လောက်တာဖြတ်မှာနော် အိုက်ပြီမင်းတို့တော့ကြင်မကောင်းတဲ့ကောင် ဟာဟဲ့မဆိုင်ဘူးလေအလုပ်ကလုပ်မင်းဘာပြောတာလဲဗာလဲလုပ်ကလုပ်စဘာပေါက်စီမင်းပြောတဲ့စကား ရတယ်လေရတယ်ဒီမှာအိုက်ပြီမင်းဖြတ်တဲ့လောအားကအပြင်မုံဝကပေးပြီးတော့ခေါ်ပါအောင်ပါ အခေါ် မောင်လုံးကိုလုံးတော့မောင်လုံးတော့မမလဲသွားမယ် ဟေ့လာလေကွာမနှင်းပွင့်မနှင်းပွင့် ကိုမိုးတို့လို့ပါလားဟဲ့လားလေ မနှင်းပွင့်စီကိုပဲလာတာဖုန်းတော့ကြုံမဆက်မိလိုက်ဘူးကျွန်တော်လူသမားတယောက်ကတာတော့ဘေးရင်မေးနေတယ်ဆိုလို့မနှင်းပွင့်စီကိုခေါ်လာတာ နောက်ဆိုရင်တော့ဖုန်းကြိုဆက်ပေါ့ကျမအမေကဒီနေ့နားမလို့ ဟုတ်လားဟို sorry ပါဗျာကျွန်တော်ကြောင့်နောက်ချက်ဖြစ်သွားပြီထင်တယ် ရပါတယ်ဒါလေးလာအိမ်ထဲဝင် ဟေ့သူခိုင်းတဲ့အတိုင်းလိုက်ထိုက်လိုက်လုံနော် အဲ့မှာပြန်လာပြရဦးမယ် ပြီးတော့ရေးတယ်အဝတိုက်ဟုတ်ပြီ အခုကျမဘာမှမဟောခင်ကျမမေးတာကိုအရင်နားထောင်ပေးပါရှင်ရင်ကဒါတော့မေးဘူးတဲ့အတွေ့အကြုံရှိလား ဟင်းဒါတော့ဆိုတာဆရာပြောမှကြောက်ဘူး ဟေ့မင်းကကံမကောင်းဆိုလို့ဘေးရင်မေးချင်တယ်ဆိုပြီးတော့ငါတာတော့ဘေးရှိနေဆိုလို့မြို့ခေါ်လာလေ ပြင်းနေအဲ့ကြောင့်ခုမှကြောက်မှုနဲ့လေပြောတာ ကဲရှင်တို့ညင်းမနေကြနဲ့တော့အခုကျမပြောတာအရင်နားထောင်ကဘာပေါ်မှာဒါတော့ဟောတဲ့လူတွေအမျိုးမျိုးရှိတယ်သူတို့ဆရာရှိရနေပြီးတော့လက်ဆင့်ကမ်းဟောတဲ့ပုံစံတွေလည်းရှိတယ်သူတို့အာရုံနဲ့သူတို့အတွေ့အကြုံတွေရပြီးတော့ဟောတဲ့လူတွေလည်းရှိတယ်ပုံစံမျိုးမျိုးရှိရဆိုပါတော့
တာရော့ကတ်ကိုခင်းကျင်းတဲ့နေရာမှာလည်းအမျိုးမျိုးရှိတယ်။နောက်ဆုံးတာရော့ကတ်တွေကိုတင်းစီတဲ့အခါမှာလည်းအမျိုးမျိုးရှိတယ်။ကျမကတော့ကျမအဖိုးတင်မိရဲ့အတိုင်းပဲဟောတယ်။ကျမရှိမှဟောနေကြဖောက်တယ်ရီဆိုရင်တော့ကျမအများကြီးရှင်းပြနေကြမလို့ပါဘူး ဟုတ်ဟိုနားလဲပါပြီဟေ့တေချာနာတော့ ကျမကလူတစ်ယောက်အတွက်တစ်နေ့ကိုမိကုန်းတစ်ခုပဲဟောတယ်အဲ့ဒီမိကုန်းတစ်ခုအတွက်လည်းကတ်တကတ်ကိုပဲသုံးတယ်ပြီးတော့ကျမတာရကတ်တခင်းချင်းတဲ့အခါမှာလည်းဒီလိုတန့်စင်ထားတဲ့ဘွားတစ်ထည်ပဲသုံးတယ်တချို့တွေကတော့ဓာတ်တွေကျဲတွေအဲ့ဒါတွေသုံးကြတာပေါ့ကျမကတော့တန့်စင်ထားတဲ့ဘွားတစ်ထည်ပဲသုံးတယ် ကျွန်တော်တို့ကဘာမှနားမလဲ နားမလည်လို့ရှင်းပြနေရလေကဲရှင်းနာမည်ဘယ်လိုခေါ်လဲ မောင်လုံးပါ နာမည်ပြည့်စုံပြောနေတာ မောင်လုံးပါပဲခင်ဗျ ဟုတ်ပြီကိုမောင်လုံးကဘာသိချင်တာလဲစီးပွားရေးလားအခြေလားအမွေဆိုင်ကိစ္စလားအချုံအောင်လုပ်ချင်တာလားဘာသိချင်တာလဲ စီးပွားရေးပါကျွန်တော်ကိုယ်ပိုင်လုပ်ငန်းတွေလုပ်နိုင်မလားချမ်းသာလာနိုင်မလားပေါ့ ဟုတ်ပြီဒါပေမဲ့ကျမခုနပြောထားသလိုပဲတနေ့ကိုမိကုန်းတစ်ခုအတွက်ပဲဟောပေးမှာနော်အဲ့မိကုန်းသိကြပြီလား ဟုတ်သိချပါပြီ ကိုမိုးတုံးရှင်အခက်မြေခဏထွက်ပေးပါလား ဗျာ ဒါတော့ဟောရင်ဟောတဲ့လူနဲ့မေးတဲ့လူနှစ်ယောက်ပဲအခန်းထဲမှာရှိရတယ်အဲ့တော့ရှင်ခဏအပြင်ထွက်ပြီနော် ဟေ့အဲ့ဆိုမင်းထွက်လိုက်မင်းစားငါမေးပေးမယ်လေ အဲ့လိုလို့မရဘူးလေကိုမိုးထွန်းရဲ့ မရဘူးလား မရဘူးအဲ့တော့အခက်မြေခဏတော့ထွက်ပေးနော် ဟေ့တေချာနာတော့မယ်ငါပြန်ဆောင်းနေ ကဲစလိုက်အောင် စီစီရဲ့စီ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 ရဲ့စီစီ သမီးစီစီကိုလိုက်ရှာနေတာ ဟုတ်တယ်တပိရှာနေရကြားလာပြီဘာမှလည်းမတွေ့ဘူးဘယ်လျှောက်သွားနေရလဲမသိဘူးစီစီကလည်း အန်ဒီမော်ကြီးလည်းမနေ့ကတော့သူ့ကိုအစာကျွေးမလို့ရှာသေးတယ်ရှာလို့မတွေ့အခုတလောသူကတိတ်ပြီးတော့လမ်းများတာပဲ ဟုတ်တယ်နော် သမီးတခါတလေလေးသူကလမ်းထိပ်ထွက်ပြီးတော့တခြားကြောင်နေတယ်သူကပြီးတော့ရမ်းဖြစ်သေးတာ အဲ့ဆိုရင်တော့တေးကြတယ် तू ကအင်ဂျယ်ဆိုတော့ तू ပဲခံလာရမှာပဲ ဟုတ်ပါဟိုတလောကလေနရွက်နောက်မှာအကုတ်ခံရသေးတာ ဟာဒုက္ခပါပဲစီစီတကောင်ကတော့ ခဲပါသမီးရဲ့အန်ဒီမော်ကြီးဟောတာလေးကိုကြော်လိုက်မယ်ကြော်လို့ကြက်လို့ချင်းလိုက်ရှာပြီနော် အော်နေပါစေအန်နီမော်ကြီးအန်နီမော်ကြီးလှုပ်ရှာလောက်ပါတမီးပဲတော့ရှာလိုက်မယ်စီစီကအဝေးရုံမတော့တော့ပါဘူး အေးပါအေးပါ စီစီရဲ့စီစီရဲ့စီ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 ရဲ့ဟာဘယ်ရောက်သွားလဲမသိဘူးကွာစီ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 ရဲ့စီစီဟာစီစီရဲ့စီ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 ရဲ့ဝရီဝရီဘလို့ဖြစ်တာလဲဝရီ ဟုတ်စီစီကိုလိုက်ရှာရင်းနဲ့အဲ့ဒါဆိုင်ကယ်တစ်စီးနဲ့ပို့မယ်လို့ဖြစ်သွားတာနာဝစ်ချုပ်ကထောက်လို့မရတော့ ခြေတော့ခောက်သွားတာတင်မယ်လာကိုလိုက်ဖို့ပါမယ် အာအခုလိုက်ဖို့တော့ဘလို့ဖြစ်မှာလဲအိမ်ကတယောက်မြင်သွားလို့ရှိရင်ပြဿနာတက်မှာစိုးရယ်မဖြစ်ပါဘူး ခြေတော့တောင်ထောက်လို့မရတဲ့ဟာကိုကဘယ်လိုလုပ်သွားမှာလဲအဲ့ဆိုလေဖုန်းဆက်လိုက်ဖုန်းပေါက်လား ဖုန်းပါဦး ကိုဖုန်းနဲ့ဆက်လိုက် ဟာဟိုအခုဖုန်းနဲ့ဆက်လို့မရတာတိသွားမှာပေါ့အိမ်ကနေ ဟိုလမ်းသွားလမ်းလာတဲ့ဖုန်းကိုကိုကြီးတောင်းပြီးဆက်တယ်လို့ပြောလိုက်ပေါ့
ရင်ဖုံးမယ်မလားဟုတ်ကဲ့မယ်လို့မရှိကြ ဖုန်းတော့ဘာမှမရှိဘူးထင်တယ်အနီမော်ကြီးကလည်းဟင်းချက်နေရော ထူပါကွာကိုပဲလိုက်ပို့ပေးလိုက်တော့မယ် မဖြစ်ဘူးလေအကိုကတရားမြင်သွားဘယ်လိုလုပ်မလဲ ဒီမနေမပို့လူမြင်မှာပေါ့လာပါကိုချောင်းဝါထိပဲလိုက်ပို့ပြီးတော့အမြန်ပြန်သွားလိုက်မယ်လीနော် မဖြစ်ဘူး လာပါကွာပြောနေကြပါဖြည်းဖြည်းရှော့ ပြန်တော့နော်ဘာလို့တော့လို့မလဲ စေကန်းလေးချပြလိုက်ပါနော်စေကန်းလေးချပြနော်ဆက်ဆက်ပြစေကန်းလေးချပြအနေကောင်းတယ်နော် ငါတော့နေကောင်းပါလေနေဖေလူယုံမှာတိတ်တော့မယ်ကြားတယ် အဖေကအဲ့ရတယ်မှာနားယူနေတာပါ နေကငါအိမ်ရိတ်ကိုဘာကိစ္စလာနေတာလဲ ဝတီခြေတော့ခောက်လဲလို့ကျွန်တော်ပြန်လိုက်ပို့ပေးတာပါ နေဘယ်တော့ပုတ်ခိုင်းလို့ အကိုကတမီးကိုစ ဝတီကမပို့ခိုင်းပါဘူးကျွန်တော်အတင်းလိုက်ပို့တာပါ ဘာကိစ္စတင်လိုက်ပို့တာလဲနေကငါသမီးနာကိုကပ်ပြီးတော့ဘာရီချန်စီနေရလဲ ကျွန်တော်ဘာမှမကြမ်းပါဘူးအန်ဒီရဲ့ဝတီနဲ့ကျွန်တော်နဲ့ဟိုးငင်ငယ်လေးကမောင်နှမကြီး တော်စမ်းပါနေဖေလေသူ့ကိုညီကိုလိုချစ်တဲ့ငါယောက်ျားကိုနောက်ကျောကနေဓာတ်နဲ့ထိုးခဲ့တာပဲ ကျွန်တော်စိတ်မကောင်းပါဘူးအန်ဒီရဲ့အဖေအမားတွေလောက်ခဲ့မိပါလိမ့်မယ်အဲ့အတွက်ကျွန်တော်အနူးညွန့်တောင်းပန်ပါတယ် မတောင်းပါနဲ့ဒီဒေသရဲ့တထင်းမင်းလေးကငါ့ကိုတောင်းပန်နေဆိုတော့ဘယ်တက်တော့ပါမလဲ အန်ဒီကိုကျွန်တော်အပြင်မှာလူချင်းတွေ့ပြီးမတောင်းပန်ရပါမယ်စိတ်ထဲမှာတော့အမြဲတောင်းပန်နေခဲ့တာပါ တောင်းပန်စရာမလိုပါဘူးပါလေနေတောင်းပန်တော့ငါယောက်ျားအသက်ပြန်ရှင်လာမှာလားဟမ်ငါတောင်းပန်တာတဲ့ဝတ်လေတာကိုလိုချင်တာနင်တို့မိသားစုတွေဒုက္ခရောက်တာနင်တို့မိသားစုတွေကန့်ဆိုးမိုးမောင်ကြတော့ငါလိုချင်တာ တော်ပါတော့မမေရဲ့အဲ့ဒါတွေအကိုလောက်ဟုတ်တာ ခလေးမအော်ပါနဲ့အန်ဒီကျွန်တော်ကိုကြိုက်တယ်လို့စူပါဆဲပါပြောပါကျွန်တော်ခံပါမယ် ငါလည်းနေကိုမပြောချင်ပါဘူးငါပါစတနာငါအိမ်ရှိကိုရောက်ပြီးငါသမီးနာကိုရောက်နေလို့ငါပြောနေရတာဆိုင်မင်းငါမျက်နှာကိုပေချာကြည့်တာငါနာမည်နန်းစောနေတယ်ငါတို့ကလေမျိုးနဲ့ရိုးနဲ့ဂုံပိတ်ခါရှိရှိအစစ်တန်းရှိရှိနဲ့နေလာခဲ့တာနင်တို့လိုမတတ်မာတဲ့နီးတွေနဲ့ချမ်းသာလာတာမဟုတ်ဘူး
ဒီမှာနောက်ကိုငါသမီးနားမှာတွေ့လို့ရတော့ဘာမဆိုငါလုံမှာနော်ငါဆုံးမဆိုနဲ့တော့စမီလက်နားမှာပဲအေးတက်တက်ဖြည်းဖြည်းလာထိုင်နေပါဖြည်းဖြည်းနေလမ်းထိပ်ကိုဘာထွက်လောက်တာ သမီးစီစီကိုသွားချရင်နဲ့ဆိုင်ကနဲ့တိုက်ပြီးမပြစ်ပြီးတော့ချဲခောက်သွားလို့ပါမေ ဒီတော်တော်အားနေလားဟမ်ကြောက်ပြောက်တာကိုလမ်းထိပ်ထွက်ရှာအောင်နေချိန်နဲ့တော်တော်ပို့နေလား သမီးမသမီးမွေးထားတဲ့ကြောင်လေးတကောင်လားသမီးကိုယ်တိုင်ရှာဖို့အခွင့်အရေးမရှိဘူးလားမေသမီးဘွားအရင်သနာစရာကောင်းနေတယ်တော့မထင်ဘူးလား အေးကြောက်ပြန်ပါလာလားမလာလားတော့ငါမသိဘူးမင်းကောင်ကတော့အိမ်ရှိတိပါလာပြီ အခုကသမီးချောင်းနာနေအောင်စေတနာ ဘာစေတနာလဲမင်းကိုကြံကြံနဲ့ချစ်ကန်နေဆိုတော့နေသိလားဟမ်မိဘပဲအလူလုံးကလည်းသူရောပြီးလူလိုက်တာပဲငါနင်းကောင်နဲ့ထိုက်တိုက်မတွေ့ကြလို့ငါလွတ်ထားရနော်ဘယ်ကိုကမ်းတတ်မလားနဲ့ဟဲ့မင်းတော့သိချင်ကြည့်စမ်းနင်တို့ဘာတွေလုပ်နေလဲဆိုတော့ငါမသိဘူးလို့မထင်နဲ့တော့ မထင်ပါဘူးလောကမထင်ပါဘူးမသိအောင်ဘာမှလုပ်လို့မရဘူးဆိုတော့လေသမီးသိပါတယ်အားလုံးမင်းမျက်စိအောက်မှာပဲရှိနေတယ်ဆိုတော့လေသမီးသိပါတယ် ဝတီနင့်လေဒါဘလို့ဖြစ်နေရလဲမင်းမတခါမှအဲ့လိုခံမပြောဘူးနော်မင်းကောင်မျိုးဘာတွေတက်ပေးထားလဲငါပြောစမ်း အခုနဲ့သမီးနဲ့အရင်တိုင်းပဲအခုကသမီးကိုဟိုးငယ်လေးကညီမလေးတယောက်လိုစောင့်ရှောက်လာခဲ့တာအဲ့တော့မေနဲ့သိရတာနဲ့အခုကမေတို့လူကြီးတွေရန်ညိုးနေတယ်ရောတွဲပြီးမုန်းသိနေရတော့မဟုတ်သေးပါဘူးပြီးတော့ဦးဆိုင်မှုလဲဆိုတာတဲ့ဒီမကောင်းလဲအဲ့ရတယ်မှနဲနေပြီလေမေရဲ့အဲ့တော့မေရဲ့ရန်ညိုးတွေအခုချိန်ထိမပြီးနိုင်သေးဘူးလား 你爸表的，你爸表的，我先牛肉没变没，好了，你看你，哪里么搞？最多的你给我的送上来着，对吧？我现在嘛看啥呢？我现在嘛拿起来了，我估计你没找给他的，我讲我没变嘛是啥个？好我们表的，别搞我们表的，做啥我一做我什么的，怎么这样嘛的？ဝတီခြေတော့ခောက်တယ်လို့ကျွန်တော်ပြန်လိုက်ပို့ပေးတာပါ 你不要不看。 ဝတီနဲ့ကျွန်တော်နေရာဟိုးငယ်ငယ်လေးကမောင်နှမကြီး 到啥嘛？ အခုအဲ့ရတရားမျိုးရှိပြဿနာတက်ပါဘူး 你当马路哦，我要家特别心了嘛。我当马那天，我来了路进来。公背卡西西，圣诞西西呢？你哪个啦？你那龙我他妈的，你呢？唱到哪了？好不？ ဟ
ကျွန်တော်ကြည့်ရတော့ကတော့လက်စုပ်ကရင်းထူးထူးခြားခြားကြီးမတွေ့ပါဘူးဒီဘက်ကဒီဇိုင်းတော့မဟုတ်ဘူးပေါ့ ဟုတ်တယ်နော်ပုံစံကရှင်းနေကြတယ် အမေကကိုယ့်ဘဝစစ်မှန်ကိုပြန်ရှာလို့ပြောလို့ကျွန်တော်ငယ်ကနေမိဘမဲ့ကြောင်ရောက်ခဲ့ပြီအဲ့ဒါလေဗျာအခုရှားဆောက်ပြီးတော့ဖြစ်နေပါပြီ ဟုတ်တယ်အဲ့ဒီအကြောင်းကမမလို့မွေးစားခံရပြီးတော့တိတ်မကြဘူးပြိတ်သွားတာတဲ့အဲ့တုန်းကဆရာမတွေကလည်းစုံစမ်းလို့မရတော့ဘူးသူတို့ရဲ့မမေကဘယ်လိုလူမျိုးလဲ မမေကတိတ်တဘောကောင်းတာကျွန်တော်ကိုလည်းတိတ်ချစ်ရှာတာကျွန်တော်တို့ကြာမှာမွေးစားသားနဲ့မွေးစားမိဆိုတော့မိသွားတဲ့အထိပဲတကယ်သားမိရင်းနေလို့ပါပဲ မမကမွေးစားခဲ့တဲ့ဖာသားလေအဲ့ဒီလိုမျိုးလူထွေးမှုမျိုးပေးနိုင်ခဲ့တယ်ဒါပေမဲ့ဖာသားကစောစီဆုံးသွားရှာတယ် မမလည်းမွေးစားမိပါခင်ကောင်းတာပဲ သူတို့ရဲ့မမေကအိမ်အောင်လေးပါရောကြခဲ့ဘူးလားသူ့ရဲ့မိသားစုကဘယ်လိုလူမျိုးလဲ ဟိန်အောင်တော့ကြားခဲ့ဘူးလေသားသမီးတော့မရခဲ့ဘူးလေသူ့ခင်မကလည်းဆုံးသွားတယ်မိသားစုဝင်တွေကတော့တာမန်လူလက်တန်းစားတွေပါပဲဒီကိစ္စနဲ့မိနောက်ဆုံးပြောခဲ့တဲ့စကားတွေကဆက်ဆက်လို့ရနိုင်မလားအဲ့လိုမျိုးတော့အမမသိဘူးမလည်းဆက်ဆက်လို့ရမလားလို့မေးကြည့်တာ မင်းကခွဲလုံငယ်ကြီးခင်အောင်ကတည်းပြောခဲ့ရအောင်ဖြစ်နိုင်အောင်လားမအောင်ဘလို့ထင်လဲ အဲ့လိုတော့မဟုတ်တော့ဘူးဒီဟာမတိုင်ရင်သူတို့ကဒီလက်စွပ်ကိုမတွေ့ဘူးဆိုတော့သူတို့မမြင်အောင်ဒီလက်စွပ်ကိုတမင်သိမ်းထားခဲ့တာလည်းဖြစ်နိုင်တာပဲနောက်ဆုံးအချိန်ကြာမှလက်စွပ်ကိုထုတ်ပေးပြီးအခုလိုစကားတွေပြောတယ်ဆိုတော့နောက်ကွယ်မှာတေချာပေါက်အရေးကြီးတဲ့ကိစ္စရှိနိုင်တယ်သူ့ယောဂအခြေအနေကိုသိနေတာရယ်အကုန်မရှင်းပြချင်တာရဲ့အကြောင်းသူတို့အခုလိုမျိုးဗဟိရီဆန်ဆန်ပြောခဲ့တယ်လို့မမတော့ထင်တယ် အစိုးရကပြောပြလိုက်ပြီးရောဗျာကျွန်တော်လည်းအမေကိုတင်းမီးချင်တယ်လို့မီးခဲ့ရအောင် ဒီလိုလေသူတို့ရဲ့ကိုယ့်ဘဝအစစ်မှန်ကိုသူတို့ကပြန်ရှာချင်လားမရှာချင်ဘူးလားဆိုတော့ तू မသိနိုင်ဘူးလေဒါကြောင့်မလို့အကုန်ပြောခဲ့တာနေမှာပါ ကျွန်တော်ဆန္ဒရှိရင်ပြန်ရှာဖို့ဟုတ်လား မမတွေးမိတဲ့လောက်တော့အဲ့ဒီအတိုင်းပဲသူ့ဘက်ကတော့ပြန်ရှာချင်တဲ့ပုံပဲ မပြောတော့မှန်ပါတယ်မိပြောတဲ့စကားတွေရဲ့နောက်ွယ်မှာထူးဆန်းတဲ့ဖြစ်ရတွေရှိနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်ဘာမှစဉ်းစားလို့မရဘူးဖြစ်နေမှာမဟုတ်အေးစာယူပြန်တွေးလိုက်ရင်ကျွန်တော်မိဘမှာတောင်းကြည့်လို့ခံစားနေရတယ် ဟောအဲ့လိုတော့မတွေးပါနဲ့မမလည်းရှိတာပဲမမကိုပြီးစဉ်းစားပေးမှာပေါ့ ဘွားစားတော့မိဘမဲ့အကြောင်းမှာနေရတယ်အခုကျတော့မွေးစားထားရဲ့အမေကဆုံးသွားပြီနှစ်ခါပြန်ပြီးတော့မိဘမဲ့ကိုခံစားရတယ်မမိုက်အဲ့လိုအချိန်မှာမမနဲ့ပြန်တွေ့ရတာတကယ်ဆွေမျိုးရင်းကိုပြန်တွေ့ရရလို့ပဲကျွန်တော်ရောင်းဝမ်းသာတယ် မမလည်းတူတူပါပဲအခြားလူတွေရဲ့အတွက်ဆွေမျိုးသားချင်းပေါ်လုံးလို့စိတ်လျှော့ရစိတ်ညစ်ရတာရှိပေမဲ့မမတို့လိုမျိုးဆွေမျိုးမရှိတဲ့မိဘမဲ့တွေအတွက်တော့ခင်ရဆွေမျိုးလုပ်ပြီးပေါင်းရတာပဲလေမမကအခုတို့ကိုပြန်တွေ့ရအရန်ကိုပြောတယ်ကိုမောင်လေးတယောက်လိုမျိုးမခံစားရတယ်
အဲ့လိုကြောက်လေကိုဆိုင်မင်းကတနာပါတယ်နော် အေးနော်အန်တီကဒီလောက်ပြောဆိုပြတာတော့ तू ကတစ်ချက်တောင်ပြန်ပြောခဲ့ဦးမလား အကိုကမမေကိုစစ်စစ်တောင်မကြည့်ပါဘူးကွာခေါင်းလေးပဲငုံထားတာမမေဘာလို့သူခံမယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ မိဘမကောင်းသားသမီးကောင်းဖြစ်နေသူ့ဖေမကောင်းခင်တည်းများသူကခံနေရတယ် တကယ်ဆိုရင်သူ့ဖေလည်းရှိသေးရပဲသူ့ဖေကနင့်မေကိုတောင်းပန်တမာရဟာ ငါလည်းအရင်တော့အဲ့လိုတွေးဘူးပါတယ်ဦးဆိုင်မျိုးလက်ကလာတောင်းပန်လို့ရှင်သူတို့ကြောင့်နေနာခဲ့တဲ့ငါတို့စီးစိမ်တွေကိုပြန်ရောပေးလိုက်လို့ရှင်ရန်ညိုးတွေကြေသွားမယ်ပေါ့အခုနဲ့ငါနဲ့လည်းအရင်တော့ကလိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ခင်မင်ပြီးနေရမယ်လို့ငါလည်းထင်နေဘူးလေဟာဒါမဲ့ဟာအဲ့ဒါတွေကကလေးတော့အတွေ့ပါဟာစိတ်ကိုယ်ရင်ဆမ်းပါ ဘာလို့လဲ ငါမေကအညို့တေးကြည့်ရလေသူတို့ဘလို့တောင်းမှကြေးပြမှာမဟုတ်တော့ဘူးဟာအဆိုးဆုံးကပါငါဖေဆုံးတဲ့ကိစ္စကိုသူတို့ကြောင့်လို့ခေါင်းဆက်တက်ပြီးတော့ပြပြတန်တန်မုန်းထားတာဆိုတော့ဘလို့မှကြေးပြမှာမဟုတ်တော့ဘူးဟာငွေပုံပေးလို့လည်းမရအောင်ငါမေကြောင့်ငါသိတယ်မမေကသူ့ရဲ့အမုန်းတွေရောသူ့ရဲ့စိတ်ခွန်အားတွေဖြစ်သုံးပြီးတော့အသက်ရှင်လာတာဟာအဲ့ဒီစိတ်သက်ခွန်အားတွေနဲ့ပဲလုပ်ငန်းတွေအများကြီးကိုပြည့်အောင်မြင်အောင်သူစူးစမ်းလာခဲ့ရတယ်မမေရဲ့အမုန်းစိတ်ကသူ့ရဲ့အားစိတ်လိုတော့ဖြစ်နေပါပြီလား ကြားရမချလိုက်တာ ဒီတိုင်းဆိုနင်တို့ပြေလဲကိုလမ်းမမြင်ဘူးဒီအဲ့ဒါကိုနေရောကိုဆိုင်မျိုးသိမှာပါ သိရပါဟာအဲ့ဒါကြောင့်လည်းအစတည်းကမတွေ့အောင်စူးစမ်းပြီးနေခဲ့တာပေါ့ဒါမဲ့ဟာတောင်ကြီးမျိုးကချင်းချင်းလေးလေးတခါတည်းတော့လည်းမထင်မဲ့ပဲနဲ့တွေ့ပါပေါ့ ဘလို့ပဲဖြစ်ဖြစ်လူတစ်ထပ်ပို့ပြီးတော့ဝေးနေကြပေါ့ဟာ အစားရဝေးပြီးတာပါအဲ့ဒါကိုဒီထက်ပိုပြီးဝေးအောင်စူးစမ်းရမှာလေလား